ဒါတွေကတော့ပြားသူလို့ခေါ်တဲ့ငကြဲကောင်အမျိုးအစားဖြစ်ပြီးမြန်မာအခေါ်ပေါ်အားဖြင့်ပတူကောင်တွေရဲ့သားလောင်းတွေပဲဖြစ်ပါတယ်ဒီပတူကောင်ဟာတကယ်ကိုကြောက်စရာကောင်းတဲ့နာမည်ကျော်ကြားမှုရှိပါတယ်သူတို့ရဲ့အစိတ်ဆူးဟာပြင်းထန်တဲ့နာကျင်မှုကိုဖြစ်စေပြီးရှားပါတဲ့အခြေအနေမျိုးမှာတည်ဆုံးတဲ့အထီတောင်ဖြစ်နိုင်ပါတယ်ဒီပတူသားလောင်းတွေဟာအကောင်ကြီးတွေဖြစ်လာဖို့အတွက်အစာအမြောက်အများစားပြီးခန္ဓာကိုယ်ဖွံ့ဖြိုးအောင်လုပ်ရပါတယ်သူတို့ဟာသူတို့နေထိုင်တဲ့6တောင်ပုံစံအခန်းရဲ့ဘေးနံရံကိုချစ်ပြီးညစာအတွက်တောင်းဆိုကြပါတယ်အဲ့ဒါဟာလှုပ်သားပတူကောင်တွေကိုအစာကျွေးဖို့ခေါ်ယူလိုက်တာပါပဲလှုပ်သားတွေဟာသားလောင်းတွေကိုပရိုတင်းတက်ပါတဲ့အစာတစ်မျိုးမျိုးအမြဲတမ်းကျွေးမွေးနေရပါတယ်ဒါဟာအလွန်အရေးကြီးတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပတူသားလောင်းတွေထဲမှာအနာဂတ်မျိုးနွယ်စုရဲ့ဘယင်မတွေပါဝင်နေလို့ပါအခုဆိုအစာရှာထွက်တဲ့အဖွဲ့တွေဟာတော်တဲ့ကိုဦးတည်သွားကြပါတယ်သူတို့ဟာသူတို့ရဲ့သားကောင်ဖြစ်တဲ့တောရိုင်းပြားတွေကိုလိုက်လံရှာဖွေနေကြတာပါတောရိုင်းပြားတွေဟာပတူကောင်ရဲ့ခန္ဓာကိုယ်အရွယ်အစားတဝက်လောက်ပဲရှိတာကြောင့်သူတို့ရဲ့ပြားအောင်ကိုကာကွယ်ဖို့အတွက်ဝမ်းပိုက်ပိုင်းကိုစီးကြကြကြလှုပ်ရမ်းပြီးရန်သူတွေကိုတွေဝေသွားအောင်လုပ်တတ်ကြပါတယ်ဒါပေမဲ့ပတူကောင်တွေကတော့ပြားအောင်တွေကိုဝင်ရောက်ဖို့မရည်ရွယ်ပါဘူးသူတို့ဟာဂိုးပန်းသမားတွေလိုမျိုးပြားတွေကိုလေထဲမှာတင်ဖမ်းယူဖို့ကြိုးစားမှာပါသားကောင်ကိုကြစ်ကြစ်ပါအောင်ဖမ်းယူပြီးတဲ့နောက်မှာတော့လှုပ်သားပတူကောင်ဟာနေရက်စီကိုပြန်လာခဲ့ပါတယ်ဒါဟာဝါးစားထားတဲ့ပြားသားတွေနဲ့ပြုလုပ်ထားတဲ့အသားလုံးကလေးတွေပါပတူသားလောင်းတွေအတွက်တော့ပရိုတင်းတက်ကျွဲဝါတဲ့အစားအစာတစ်ခုဖြစ်ပါတယ်အခြားပတူကောင်တွေကတော့အိမ်ဆောက်သူတွေအဖြစ်လှုပ်ဆောင်ကြပါတယ်သူတို့ဟာတစ်သားပြောပတ်တွေနဲ့နေ့စဉ်နေ့တိုင်းယာနဲ့ချီတဲ့အခန်းတစ်တွေကိုတီဆောက်ကြပါတယ်ဘိုက်ဝသွားတဲ့အခါမှာတော့ပတူသားလောင်းတွေဟာပိုးချီမြင်အိမ်လေးတွေကိုထုတ်လုပ်ပြီးသူတို့ရဲ့နောက်ဆုံးအဆင့်အတွင်းပြောင်းလဲမှုကိုစတင်ကြပါတယ်ဒါပေမဲ့အဲ့ဒီလိုအိမ်ထဲမှာပိတ်မိနေတဲ့သားလောင်းတွေဟာအန်ဒီရဲ့ရှိနိုင်ပါတယ်ဒီပတူအုံတွေဟာလည်းတိုက်ခိုက်မှုတွေကနေကင်းလွတ်ခွင့်မရှိပါဘူးတိမ်ငှက်တွေဟာဒီပတူသားလောင်းတွေကိုအယမ်းကိုမှကြိုက်နှစ်သက်ကြပါတယ်လှုပ်သားပတူကောင်တွေကပြန်လဲတိုက်ခိုက်ကြပေမဲ့ငှက်ရဲ့အမွှေးအတောင်တွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးအစိတ်ဆူးတွေမထိုးဖောက်နိုင်တဲ့ဒိုင်းကာတစ်ခုလိုဖြစ်နေပါတယ်ပတူအုံကတော့ပျက်စီးသွားခဲ့ပါပြီဒါပေမဲ့ဒီအပျက်စီးတွေကြားထဲမှာပတူပရင်မအစ်စ်တကောင်ကြံရှိနေပါသေးတယ်ကြံရှိနေတဲ့ပတူကောင်အနှဲငယ်နဲ့အတူသူမဟာမကြာခင်မှာပဲပတူအုံအစ်စ်တစ်ခုကိုပြန်လဲတီဆောက်ပါလိမ့်မယ်ကြည့်ရှုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကြိုက်နှစ်သက်တဲ့ဆိုရင် like and subscribe လေးလုပ်သွားကြပါဦးခင်ဗျာ